ကလေးတယောက်ကျွန်တော်ကိုမေးတယ်ဗျာ one ရဲ့ ever ရဲ့ဆိုရင်ဘာလို့ကျွန်တော်တို့ one ever လို့မဖတ်ပဲနဲ့one ever လို့ဖတ်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကလေ English မှာ English ရဲ့ pronunciation ကိုကျွန်တော်တို့လေ့လာတဲ့ခါမှာဒါရေးပါတဲ့အချက်တစ်ချက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ English ကားတွေကိုကျွန်တော်နားလေရခတ်တာလေဒီချက်ကြောင့်ဘာလို့ဆိုတော့သူက come in ဆို come in အဲ့လိုမျိုးပြောလို့ရှိရ come on ဆိုရင် come on ဆိုရင် come on အဲ့လိုမျိုးပြောလို့ရှိရကျွန်တော်တို့ English မှာဒါဘာလို့ခေါ်လဲဆိုတော့ linking လို့ခေါ်တာပေါ့နော်linking ဆိုတာကျွန်တော်စကားလုံးနှလုံးကိုကျွန်တော်ကဆက်ပြီးတော့အဲ့လိုမျိုးဖတ်တာပေါ့ linking ကဘာဖြစ်လို့ English မှာပဲရှိပြီးတော့မြန်မာမှာမရှိလဲဆိုတော့ကျွန်တော်ရှင်းပြမှာဗျဘာဖြစ်လို့လဲဆိုတော့မြန်မာမှာရှိတဲ့ကျွန်တော်စကားလုံးတွေဒီ99% လောက်ဒီသူက vowel sound နဲ့ပဲအဆုံးသတ်တယ်ဗျဥပမာအင်္ဂလိပ်မှာလိုမျိုး dog ဂါနဲ့အဆုံးသတ်တာတို့ cat ထားနဲ့အဆုံးသတ်တာတို့အဲ့လိုမျိုးဟာတွေကကျွန်တော်တို့ဒီမြန်မာ language တွေမြန်မာတို့ Chinese တို့ Japanese တို့မှာမရှိဘူးEnglish မှာပဲရှိတယ်ပြီးလို့ရှိရင်အဲ့ဒီလိုမျိုးအတန်တွေပေါ့နော်အနောက်မှာပါတယ်ပေါ့နော် ending တွေပေါ့နော် consonant ending ကိုခေါ်အဲ့ဒီ consonant ending တွေကိုကျွန်တော်တို့ကအတန်ပြီးအောင်ဖတ်ဖို့ဆိုရင်ကျွန်တော်ကဆက်ပြီးဖတ်တာပို့ပြီးတော့လွယ်လိမ့်မယ်မဟုတ်ဆိုရင်ကျွန်တော်ကနာပြီးဖတ်ရမယ်ဥပမာဆိုက first ရယ် FIRST first ရယ် off ရယ် all ရယ်ဖတ်ရဆိုရင်ကျွန်တော်က first ပြီး off all အဲ့ဒါအဲ့လိုမျိုးဖြစ်မဲ့အစားကျွန်တော် link လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ first of all အဲ့လိုမျိုးဆိုရင်ကျွန်တော်ကပို့ပြီးတော့အတန်လည်းပြီးသွားမယ်အားကြောင့်မို့သူက linking ကို English မှာထည့်ထားရဖြစ်တယ်နော်စိတ်ဝင်စားစရာနောက်ထပ်ကောင်းတဲ့အတစ်ခုကကျွန်တော်တစ်ခါကြာရင်ကျွန်တော်တို့က intrusive sound တွေကိုထည့်ပြီးတော့ဖတ်တာကွာ intrusive sound ဆိုတာဘာလဲဆိုတော့ဥပမာဆိုရင်က go ရဲ့ on ရယ်ဆိုရင်အဲ့ဒီကြားမှာဘာ consonant မှမရှိဘူးဗျာဒါပေမဲ့လည်းကျွန်တော်တို့က go on အဲ့လိုမျိုးတွေ wa အတန်လေးကိုထည့်ပြီးဖတ်တာလို့ see ရဲ့ it ရယ်ဆိုရင် see it အဲ့ဒါဆို yeah sound ကိုထည့်ပြီးဖတ်တာလို့ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့sorry idea of ရယ်ဆို idea of his idea of something right အဲ့လိုမျိုး relate ရှိတယ်ပေါ့နော်ဒါကစိတ်ဝင်စားဖို့ကောင်းတဲ့ English pronunciation ပဲပေါ့နော်ဒါတွေကျွန်တော်တို့ကမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ pronunciation ကတဘာဝမဆန်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့က English native speaker တွေရဲ့ pronunciation နားထောင်တဲ့အခါမှာလေကျွန်တော်တို့ကအခက်ခဲလေးတွေရှိနိုင်တယ်ပေါ့နော် see it ဆိုဒီကောင်ဘာကိုပြောရလဲပေါ့နော်ကိုကမသိတာဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော် English မှာရှိတဲ့ linking ကိုရှင်းပြရတာပါ